အားလုံးပဲကျွန်တော်အာဆင်နယ်တင်းကတော့ဒါ Brentford ကိုအဝေးကွင်းမှာ1-1ဆိုပြီးတော့တင်ပြကြခဲ့တယ်ပေါ့နော်ဒီနေ့ပွဲမှာအာဆင်နယ်အတင်းကဒါအမြဲတမ်းပဲဒါတွေ့နေရအတိုင်းပဲဂိုးသွင်းပြီးသွားပြီဆိုရင်ဘာမှမသိတဲ့တစ်ဖက်အတင်းကိုဒါဘောလုံးကိုပြန်ပေးပြီးကစားတဲ့ဒီကစားပုံကိုပဲထပ်ပြီးတော့မြင်တွေ့ခဲ့ရတယ်ဒါကြောင့်ပဲဒါ1-1ဆိုတဲ့ result ကိုဒါထပ်ပြီးတော့ရရှိခဲ့တယ်ပေါ့နော်အမှန်တကယ်ဆိုရင်ဒီနေ့ပွဲမှာအာဆင်နယ်အတင်းကဒါဂိုးသွင်းပြီးတော့ဒါအေးစစ်စစ်လေးကိုဒါဂိုးမရခင်တိုင်းကအတိုင်းပဲကစားပုံကိုကစားပြီးတော့အဲ့ဒီဖိအားတိုင်းကစားမယ်ဆိုရင်အေးစစ်စစ်လေးဒါအနိုင်ကိုဆောင်သွားနိုင်မယ်အနေထားကိုဒါဘာမှမသိဘူးကလားဘလို့ပြောမှန်းမသိတဲ့အနေထားကြီးကနေပြီးတော့တစ်ဖက်တင်းကိုဒါဘောလုံးကိုပေးကစားတယ်ရောမင်းတို့ပဲကစားဆိုတဲ့အနေထားငါတို့ခံစစ်ကစားမယ်ဆိုတဲ့ပုံစံကြီးကိုကစားလိုက်တာကြီးအာဆင်နယ်အသင်းတို့တကယ်ကိုကြည့်နေရတယ်ဗျာကျွန်တော်တို့တွေပြိတက်တွေတော့တော်တော်လေးကိုနိုင်နေပဲဗျာဒီပုံစံကြီးကိုမြင်ရတာဒါမန်ယူနဲ့ပွဲမှာလည်းဒီလိုမျိုးပုံစံ movement ကိုတွေ့ခဲ့ရတယ်အခုဒါ Brentford နဲ့ပွဲမှာလည်းထပ်ပြီးတွေ့ခဲ့ရတယ်ဒီတိုင်းစာဆိုရင်အာဆင်နယ်အသင်းဒါချန်ပီယံဖြစ်ဖို့အတွက်ကလုံးဝမျှော်လင့်ချက်ကတော်လေးဘလို့ဘာလို့ပြောမလဲအခုဆိုရင် Man City နဲ့တော်နီးစပ်လာပြီ Man City ဒီဒါပုံစံကောင်းနေပြပြီးတော့လူစည်းရင်းနေတာဒီဇန်နဝါရီဈေးကွက်မှာလည်းလူတွေဝယ်ထားတယ်အနောက်ကနေပြီးတော့ဒါအခုနိုင်ပွဲတွေနဲ့တူဖိအားတွေပေးနေတဲ့အချိန်မှာအာဆင်နယ်တင်းကဒီပွဲကိုမဖြစ်မနေအနိုင်ယူရမှာဘာလို့အနိုင်မရခဲ့လဲဆိုတော့တော်လေးကိုပြတော်လေးကိုတင်းမှုကောင်းနေတာဒီနေ့ပွဲကြီးကိုကြည့်ရတယ်အဲ့တော့အာဆင်နယ်မာကန်ကြီးကိုမမတွေရောဘလို့ထင်းနေတာကျွန်တော်တို့စိတ်ပြတ်သွားတယ်ဒီပွဲကြီးကကျွန်တော်တို့ရဲ့ချန်ပီယံမျှော်လင့်ချက်ကိုတော်တော်လေးရိုက်ချိုးလိုက်တယ်လို့ပဲပြောရမယ်ထင်ပါတယ်ဒီတိုင်းကဆက်သွားမယ်ဆိုတော့အာဆင်နယ်မလွယ်ဘူးအခု12ပွဲတိတိကျန်တယ်12ပွဲတိတိမှာနောက်တစ်ပွဲတရေကျရင် finish ပြီးသွားပြီလို့ပဲကျွန်တော်တို့မြင်မိတယ်အဲ့တော့အာဆင်နယ်မာကန်ကြီးကိုမော်လမာတွေရောဘလို့တုံးတက်တယ်ဘလို့မြင်လဲဒီပွဲကိုအားလုံးပဲကိုယ်တုံးတက်ပြပါအောင်အားလုံးပဲဒီညတော့တော်တော်လေးနိုင်မယ်ဖြစ်သွားခဲ့ပါပြီ